မြတ်စွာဘုရားလက်ထက်ကနော်နကုလပိတာနဲ့နကုလမာတာဆိုတာကြားဘူးရတယ်မဟုတ်လားနော်မြတ်စွာဘုရားရဲ့နော်အဖေအမေမိတွေဘာတွေဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးဟုတ်လားဘဝမောင်းများစွာတော်ဆက်ခဲ့တဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုတွေ့တဲ့အချိန်မှာတာတိဟူသောချစ်ချင်းဖြင့်မြတ်စွာဘုရားကိုချစ်မြတ်နိုးကြတဲ့နော်ပုံနာကြီးဇနီးမောင်နှံနော်နကုလပိတာရဲ့နကုလမန္တာရဲ့အဲ့ဒါဒီနေ့တော့အဲ့ဒီနကုလပိတာတကာကြီးကမြတ်စွာဘုရားဒီကိုရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားကိုပါလျှောက်လဲဆိုတော့အာမသမိဗန္ဒီစိန်တော်ဟူသောမဟာလကောအတ္တကတောဝယောအနုပ္ပတ္တောအတုရကာယောအဘိက္ခဏတင်ကောတဲ့ဟောသူပြောတာလေးကသူ့ဘဝရဲ့သူ့မှာဖြစ်နေတဲ့အနေအထားလေးကိုပြောလိုက်တာပဲမြတ်စွာဘုရားတဲ့တပည့်တော်ဟာအိုမင်းနေပြီတဲ့နော်အရွယ်ကလည်းကြီးနေပြီတဲ့ကြီးတာမှနောက်ဆုံးရွယ်တောင်ရောက်နေပြီတဲ့ဒီရဲ့ခန္ဓာကိုယ်ကြီးကအမြဲတမ်းနာကျင်နေတယ်ကောင်းတယ်ဆိုတာကိုမရှိဘူးတဲ့နာကျင်မှုကအမြဲတမ်းနှိမ့်ဆက်နေတယ်အချိန်နဲ့အမျှအဆင်မပြေဘူးပေါ့နော်ဟုတ်တယ်အသက်အရန်ကြီးပြီဆိုလို့ရှိရင်အချိန်နဲ့အမျှဆိုတော့အဆင်မပြေဘူးအရန်ကိုပဲတီလာစင်ကြယ်ခဲ့ကြတဲ့ကံကောင်းကြတဲ့ပုံကိုယ်တွေပဲတတ်တောင့်တက်တာလေးနေခွင့်ရပါနော်များသောအားဖြင့်တော့အသက်ကြီးလာပြီဆိုလို့ရှိရင်မကောင်းနေတာပဲများတယ်ဟုတ်လားအနိစ္စတတ္တဝီခောပနာဗန္ဒီဘဂဝတောမနောဘာဝနိယာနိသဘိက္ခုနံမြတ်စွာဘုရားတဲ့တပည့်တော်ဟာနော်အလွန်တရာမှကြည်ညိုစရာကောင်းတဲ့မြတ်စွာဘုရားနဲ့တကွာယဟန်တန်ဃာတွေကိုဖူးမြော်ဖို့ဆိုတာသိပြီးတော့မလွယ်တော့ဘူးတဲ့ဒါကြောင့်မို့လို့ဩဝရတုမဗန္ဒီဘဂဝါအနုတတတုမဗန္ဒီဘဂဝါမြတ်စွာဘုရားတပည့်တော်ကိုဆုံးမပါတဲ့တပည့်တော်ကိုနော်အနိကသေးသေးချာချာလေးမေတ္တာကရုဏာရှိထားပြီးတော့တွင်တင်တော်မူပါဆုံးမတော်မူပါအကျိုးရှိရာရှိကြောင်းကိုပြောပါပေါ့နော်ယံမမတ္တဒီဃရတ္တဟိတာယဒုက္ခယနော်အချိန်ကာလအကြာကြီးချမ်းသာသွားစေမဲ့အကြောင်းအရာမျိုးကိုပြောပါရေရှိဟိုတောင်ထည့်ပြောတယ်နော်အခုလောလောဆယ်လေးအစဉ်ပြေဖို့တင်မလုံလောက်ဘူးပေါ့နော်ရေရှိနော်ဒီဃရတ္တရှိမင်းလာစွာသောကာလပတ်လုံးနော်ဟိတာယဒုက္ခယအကျိုးရှိဖို့ချမ်းသာဖို့အတွက်ဘုရားပြီးတော်ကိုဆုံးမတော်မူပါတွင်တင်တော်မူပါပြောတာလေးအရင်သိတတ်တယ်ဟုတ်လားအဲ့လိုမြတ်စွာဘုရားလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားဘာပြောတော့ဧဝံမေတံဂါပတိဧဝံမေတံဂါပတိအတုရောဟာယံဂါပတိတခါကြီးတဲ့တခါကြီးပြောတာပြောတဲ့အတိုင်းဟုတ်တယ်တဲ့ခန္ဓာကိုယ်ဆိုတာအသက်ကြီးလာရင်ကောင်းတယ်ဆိုတာမရှိသလောက်ဖြစ်သွားတယ်မကောင်းတာတွေကြီးစုလာတယ်အောက်ပြန်မှုတွေပျက်စီးမှုတွေရစုလာတာဘယ်နာလေးမှကောင်းတာတွေကရှားလိုက်เสียမရှိဘူးဖြစ်တယ်မတည်ုံလေးပဲရှင်နေရတာရှိတယ်เนาะတချို့ဆိုရင်ဟုတ်လားအတုရောဟာယံဂါပတိကာယောအန္တဘုဒ္ဓပရိယောနတ်တော်တဲ့တခါကြီးတဲ့ဒီခန္ဓာကိုဒီရုပ်အစုကြီးဆိုတာအတုရအမြဲတမ်းတကယ်တမ်းကနာနေတာတဲ့အသက်ကြီးမှရလို့တော့မဟုတ်ဘူးဒါကတော့ဉာဏ်ရှိရင်သတိရှိရင်ရှိတယ်လို့သိနိုင်တယ်ပေါ့အန္တဘုဒ္ဓပရိယောနတ်တော်တဲ့အန္တဘုဒ္ဓတဲ့ငှက်ဥကလေးတွေကြက်ဥကလေးတွေလို့ပဲတဲ့ဒီခန္ဓာကိုဆိုတာအယံမှကွဲပြက်လွယ်တဲ့သဘောရှိတယ်အယံယူရရတယ်ယံကိုထိမ့်ထိမ့်သိမ့်သိမ့်ကင်တွယ်သုံးဆွဲနိုင်မှနည်းနည်းလောက်ဦးဇင်းတို့ကဘောကကြီးပုံတော်ကြောလှုပ်လိုက်တာနဲ့မဖြစ်နိုင်တော့ပျက်စီးနိုင်တဲ့ဒုက္ခရောက်နိုင်တယ်နော်တချို့ဆိုရင်ရေချိုးကနေသတိတစ်ချက်လွတ်သွားတာနဲ့ချော်လဲပြီးတော့ဘွားတစ်ခုလုံးပြီးသွားရောဟုတ်တယ်မဟုတ်လားဒီကောင်မကြီးတွေအထူးသဖြင့်သတိထားတန်90ကျော်လာလို့ရှိရင်အယိုးတွေကမဖြစ်နေပြီတော့နော်ဆွေးနေပြီအခေါင်းတွေကပွားနေပြီတချို့ဆရာဝန်ကြီးတွေပြောတာကြားဘူးတယ်လဲလို့ကျိုးတာမဟုတ်ဘူးကျိုးလို့လဲတာတဲ့ဘလောက်ခန္ဓာကိုယ်ကြီးရဲ့သဘောမြင်အောင်ကြည့်ကြည့်ဟုတ်လားတဲ့ကျိုးခြင်းတယ်လူကမလဲသေးဘူးနည်းနည်းလောက်ရိုင်သွားတာနဲ့ကြွတ်ဆိုကျိုးသွားပြီးတော့မှလဲသွားတာဟုတ်လားဒါကြောင့်ဒီမှာမြတ်စွာဘုရားကအန္တဘုဒ္ဓတဲ့ဥတလုံးနဲ့တူတယ်တဲ့ခန္ဓာကိုယ်ဆိုတာပြီးတော့ဗာပြောတော့ပရိယောနတ်တော်တဲ့အလွန်ပန်းလွာတဲ့အည်ပါးလေးနဲ့ဖုံးအုပ်ထားတာဘာအမကချက်မှမရှိဘူးနော်အထီးအခိုက်မခံဘူးပေါ့နော်အဲ့ဒါလိုမြတ်စွာဘုရားဟောပြီးတော့ယောဟိဂါပတိဣမံကာယပရိဟာရတောမောဒံပိအာရောကြံပိဇာနေယကိမိညတရဘာလာဘုရားသာသနာမှာအလုံးမထင်ရှားတဲ့အဆုံးအမလေးစကားလေးဒီမှာမြတ်စွာဘုရားအမိန့်ရှိတယ်အဲ့ဒါပါလေပုဂ္ဂိုလ်တို့တယောက်ဟာတဲ့ဒီလိုနာကျင်ခံခက်တဲ့မခိုင်မြဲတဲ့မကောင်းမွန်တဲ့ခန္ဓာကိုယ်ကြီးမျိုးကိုသေဆောင်ထားရရက်နဲ့ငါတခဏမျှကြမ်းမာပါတယ်ငါဟာနေကောင်းပါတယ်လို့တခဏမျှကိုယ့်ကိုယ်ပြောခဲ့မယ်ဆိုရင်အဲ့ဒါဟာမိုက်မဲလို့ပါတဲ့ဟုတ်လားကောင်းပါတယ်လို့ရေရှည်ကိုတောင်ပြောတာမဟုတ်နော်ခဏလေးလောက်တောင်ကောင်းပါတယ်လို့ပြောခဲ့မယ်ဆိုရင်တောင်ဒီလိုဟာမိုက်မဲလို့တဲ့ဒီနေမှာမိုက်တယ်ဆိုတာကအဆင့်အမျိုးမျိုးတော့ရှိတယ်ဒီနေမှာဘာကိုယဉ်ညွှန်းတယ်လို့ဦးဇင်းစိတ်ထဲမှာထင်လဲဆိုတော့ဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကန်မသိတဲ့မိုက်မဲမှုကိုယဉ်ညွှန်းတယ်လို့ထင်ပါတယ်ဟုတ်လားအကုသိုလ်ဒုစရိုက်တွေကိုပြုတ်နေတဲ့အချိန်ထိမိုက်မဲတဲ့မိုက်မဲမှုကိုယဉ်ညွှန်းတာတော့ဟုတ်ဟာမတူပါဘူးနော်ကိုကောင်းတယ်ကွာလို့
နော်ထင်နေတယ်ပြောနေတယ်ဆိုလို့ရှိရင်ပါတော့ဥက္ခန္ဓာအကြောင်းကိုဒီလိုအမှန်တိုင်းမသိဘူးဆိုတာထင်ရှားတယ်ဟုတ်လားတကယ်သာတတိဆွဲသွင်းမြင့်မြင့်နဲ့နေမယ်ဆိုလို့ရှိရင်ခန္ဓာဟာတခဏမြတ်တောင်ကောင်းတဲ့သဘောမရှိဘူးဆိုတဲ့ဒေသနာကိုတဖြည်းဖြည်းနဲ့ပူပြီးတော့သဘောကျလာမယ်ဟုတ်လားကိုကောင်းနေထင်နေတာကအထင်ကြီးပဲတကယ်သာတတိဆွဲနေမယ်ဆိုရင်ကောင်းတဲ့ချိန်ဟာရမ်းနေတာပဲဆိုတာကိုတဖြည်းဖြည်းနဲ့နားလည်လာမယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကကိုကောင်းပါတယ်လို့တခဏမြတ်ဝန်ခံခဲ့မယ်ဆိုရင်တော့ဒီလူဟာမိုက်မဲတဲ့လူလို့အဲ့လိုအမိန့်ရှိတယ်အဲ့လိုအမိန့်ရှိပြီးတော့တတ္တမတိဟတေခါပတိဧဝံသိခိတတ္တဒါကြောင့်မို့လို့တခါကြီးတဲ့အခုငါပြောတဲ့အတိုင်းကျင့်ပါတဲ့နော်အဲ့ဒါကဘာလဲဆိုတော့အတုရကာယတမေတ္တောစိတ်တအနာတုရံဘောဟိတတိဒီအဆုံးအမလေးကပေတရုနားထဲမှာဆွဲကြပြီးသားဟုတ်လားအတုရကာယတမေတ္တောစိတ်တအနာတုရံဘောဟိတတိတဲ့နော်နာကျင်သောခန္ဓာကိုရှိပါတော့လည်းပဲစိတ်ကိုတော့မနာကျင်အောင်ငါနေမယ်ဆိုပြီးတော့သင်အဲ့လိုကျင့်ရမယ်တဲ့ကိုနာတော့လည်းပဲစိတ်မနာအောင်ကျင့်ရမယ်လို့ဒါမြတ်စွာဘုရားဒီမှာဟောတာပဲဟုတ်လားစောတော်ကမြတ်စွာဘုရားသမားတော်ကြီးဖြစ်တယ်ဟောကြတဲ့ဒေသနာတွေဟာစီးတွေဖြစ်တယ်ဒကာဓမ္မတို့ဦးဇင်းတို့ကိုပူလောင်အောင်ဆင်းရဲအောင်နှိမ့်ဆက်နေတဲ့နော်ຢာကဒေါသမောဟတရားတွေဟာနော်ယောဂပိုးတွေဖြစ်တယ်ယောဂတွေဖြစ်တယ်ဆိုတဲ့ဒေသနာတွေနဲ့ဆက်ဆက်ပြီးတော့တွေးကြရမကောင်းဘူးလားဒီနေရာကျတော့မြတ်စွာဘုရားအသေးစိတ်လေးပြောလိုက်ပြီနော်ရုပ်အနာရှိတယ်နာမ်အနာရှိတယ်အနာနှစ်မျိုးလို့အကြံဉာဏ်ခွဲရမယ်နော်မနေ့ကဘုံစီကိုဒကမာကြီးတယောက်ပုံဆက်တယ်တွေ့ကြုံရတဲ့လောကဓာတ်တွေနဲ့ပတ်သက်ပြီးတော့ဘလို့မှစိတ်ထဲမှာအစဉ်ပြေအောင်မနေနိုင်လို့အဲ့လိုလေးစကားခံပြီးတော့ပုံဆက်ရတာလည်းအရန်အားနာပါတယ်ပေါ့နော်ဆက်လက်ဆက်ခဲ့ပါတယ်တစ်နှစ်နေလို့တခါမဆက်ဘူးလို့ထင်တယ်အဲ့ဒါငိုကြီးချင်းမနဲ့ဖုံးဆက်တယ်ပုံစီဖုံးဆက်လိုက်လို့ရှိရင်စိတ်သက်သာရာငြိမ်းချမ်းမှုလေးများရလိမ့်မလားဆိုတဲ့နော်ယုံကြည်မှုကလေးနဲ့ပေါ့နော်အဲ့ဒါတက်တလောက်မှတ်တလောက်ပြောလိုက်ရတယ်ပျက်စီးမှုအစဉ်မပြေမှုတွေတွေ့ကြုံလာတဲ့အခါမှာလူတွေရဲ့စိတ်ကနော်ဆိုရင်မှုငိုကြွေးမှုပူလောင်မှုဆင်းရဲမှုတွေရဲ့နှိမ့်ဆက်တာကိုခံရတယ်ဟုတ်လားဒါတွေဟာဘာတွေလဲလို့မေးလို့ရှိရင်ရှုံနာတာမဟုတ်နော်ဘာနာတော့စိတ်နာတာနော်လူကြီးကတော့အကောင်းကြီးပဲလေဟုတ်လားစိတ်ပြည့်စရာစိတ်ဆင်းရဲစရာကြားလိုက်တာနဲ့မြင်လိုက်တာနဲ့တွေ့လိုက်တာနဲ့စိတ်ကတခါတည်းတန်းပြီးတော့မဖြစ်သွားတော့ပူလောင်သွားတော့တာဆင်းရဲသွားတော့တာဟုတ်တယ်မဟုတ်လားဘာယောဂဖြစ်သွားတာတော့ရှင်ယောဂဖြစ်သွားတာနော်အဲ့တော့ဦးဇင်းကမနေ့ကတော့ထည့်ပြီးတော့ပြောမိသေးတယ်လူတွေလို့တူတူကိုကိုတခုခုခန္ဓာကိုယောဂဗျာနှိမ့်ဆက်လို့ဖောက်ပြန်ကြည့်စေုံစေကံသွားဖို့တခါတည်းတန်းပြီးတော့အမှတ်ရပြီးသားအမှတ်ရတဲ့အဆင့်ကိုမဟုတ်ပါဘူးတခါတည်းသွားပြီးသားဟုတ်တယ်မဟုတ်လားတန်းနိုင်ရင်တန်းနိုင်တဲ့လောက်လုံးမှာပဲဒီနိုင်ငံနဲ့ကုမရဘူးဆိုရင်လည်းနိုင်ငံခြားထိသွားမှာပဲရုပ်ဖောက်ပြန်တဲ့ရုပ်ယောဂါကိုကြတော့ဒကာဓမ္မတို့ဦးဇင်းတို့ကအယံကိုအလေးထားကြရတယ်ပေါ့နော်ကုစားရမယ်ဆိုတဲ့အသည့်ကိုတိတ္တဆအရွယ်တွေကစပြီးတော့နားလေတယ်နေမကောင်းဘူးလုပ်ပါဦးခန္ဓာကိုယ်ကြီးရုပ်ဖောက်ပြန်ပျက်စီးတာကိုကုစားဖို့လူတွေကအယံတဲ့အနေထားမှာရှိတယ်ခက်တာကစိတ်ရှင်းလာပြီစိတ်ပူလာဝေသားပြီဆိုရင်ဘလို့ကုစားမလဲဆိုတဲ့အတွေ့ရခဲ့တယ်ဒီတိုင်းပဲလူတွေကအဖြေမရှိဘဲနဲ့နေကြတာအမှန်ကအဲ့ဒီကိစ္စကိုလည်းဦးဇင်းတို့ဘာလို့အောင်ကုရမှာပဲလေဟုတ်လားအယူဆေးရုံကမှစိတ်ကိုကုပေးတာမို့နော်အဲ့ဒီအစဉ်ကရမ်းလွန်သွားပြီဟုတ်လားအဲ့ဒီအစဉ်ကရမ်းလွန်သွားပြီဟုတ်လားတကယ်တမ်းကအဲ့ဒီအစဉ်ကိုမရောက်ခင်အစာပြိုးနေတာတွေအများကြီးမရှိဘူးလားရှိရနော်အဲ့တော့အစာပြိုးနေတော့ကတချို့ကသတိမထားဘူးလေလွန်သွားပြီယောဂကျွမ်းသွားပြီဆိုတော့ဘာမှမတက်နိုင်တော့မှသွားကြတာဟုတ်လားတကယ်တမ်းကကိုယ်စိတ်မှမနေတာမထိုင်တာဖြစ်နေပြီအစဉ်မပြေမှုတွေများလာပြီဆိုရင်ငါစိတ်ကငါကုစားဖို့လိုတယ်အဲ့ဒါဘာနဲ့ကုစားမလဲလို့မေးရင်အကောင်းဆုံးကတော့ယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်ဖို့နော်မှန်ကန်တွေးတတ်ဖို့အဲ့ဒါမနေ့ကဦးဇင်းကဘာပြောပြတုံးဆိုတော့နော်စိတ်ရဲ့အစဉ်မပြေမှုကိုကုစားဖို့အတွက်ဦးဇင်းတို့မှာတခုတည်းသောအားကိုးရာကတော့အမှန်တရားကိုသိတဲ့ပညာပဲလို့အမှန်တရားကသူ့ရှိပြီးသားကျွတ်တော့သိအောင်ပဲလုပ်ရမှာခက်တာကမသိတာနဲ့သိတာပဲကွာခြားနေတာအမှန်တရားကရှိပြီးသားအဲ့တော့ဆိုရပါစို့အမေကသူ့တကာကြီးဆုံးလို့ဆိုပြီးတော့ဒုက္ခဖြစ်တယ်ပေါ့လေဒီပြင်စီဝါရေးကိစ္စလူမျိုးကိစ္စတွေလည်းအများကြီးရှိမယ်ပေါ့ဟုတ်လားဘာတွေပဲဖြစ်ဖြစ်အကျဉ်းချင်းပြောရလို့ရှိရင်လူတွေစိတ်ဆင်းရဲကြတယ်ဆိုတာပျက်စီးမှုကြုံလို့ပါဟုတ်တယ်မဟုတ်လားပျက်စီးမှုကြုံတော့မလေလားလို့ဖြစ်လာရင်စိတ်ဆင်းရဲဖို့ပြင်ကြတယ်ပျက်စီးမှုကတားမရတော့ဘူးကြုံတော့မှာပဲလို့သိရင်စိတ်ဆင်းရဲကြပြီပျက်စီးပြီလဲဆိုတော့ဒုံဒုံချပြီးတော့ကိုစိတ်တွေဆင်းရဲကြတော့တာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ပျက်စီးမှုဆိုတာလောကအတွက်နော်အထူးအဆန်းလားဒါဖြစ်ဖြစ်ရှင်ပဲလေဒီအမှန်တရားကိုဦးဇင်းတို့ကတော်တော်ကိုနားမလည်ကြသေးဘူးလို့ဆိုနိုင်တယ်အရင်ကလူတွေလည်းပဲပျက်စီးမှုမျိုးစုံကြုံပြီးတော့သွားကြတာပဲအခုလူတွေလည်းပျက်စီးမှုမျိုးစုံကြုံနေတာရှိတာနောက်လူတွေလည်းပျက်စီးမှုမျိုးစုံကြုံပါဆိုကြပါစို့
ကိုယ်အတိုင်းဝင်တွေကကိုမိသားစုဝင်တွေကတစုံတယောက်တည်လို့ကိုကစိတ်ဆင်းရဲတယ်ဆိုကြပါစို့အဲ့လိုတည်ခဲ့တဲ့လူတွေတည်ခဲ့တဲ့အတိုင်းဝိုင်းတွေမရေမတွက်နိုင်အောင်ဒုနဲ့တွေရှိခဲ့တာပဲအခုလည်းပဲကမ္ဘာလောကမှာနော်တည်နေတဲ့ဥစ္စာလေးတွေကိုဦးဇင်းတို့အခုဒီနေ့ဒီအချိန်မှာတည်နေတာလေးကိုအကုန်လုံးမြင်နိုင်မှဆိုရင်ဘယ်လောက်များလဲကိုတယောက်ထဲလားမဟုတ်ဘူးအမှန်တရားနောက်လူတွေရောဘယ်လိုသွားမှာတော့ဒီလိုပဲသွားမယ်ဒါအမှန်တရားပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒီဥစ္စာကိုဦးဇင်းတို့မြင်နိုင်သလားဆိုတော့မမြင်ဘူးကိုယ့်ကိုယ်ပဲကိုပြဿနာယူပဲကိုကြီးတယ်ထင်းနေတာဟုတ်တယ်မဟုတ်လားတကယ်တမ်းကဒါကဘာမှမထူးဆန်းတဲ့ပြောစရာကိုမဟုတ်တဲ့ဖြေဦးဖြစ်စဉ်ကိစ္စလေးတစ်ခုပဲအဲ့တော့ဖြေဦးဖြစ်စဉ်ကိစ္စလေးကိုဖြေဦးဖြစ်စဉ်ကိစ္စလို့နားမလည်တဲ့အခါကျတော့ကိုယ်အနေနဲ့အကြီးကြီးဖြစ်ပြီးတော့စိတ်ကမဖြစ်လိုက်တော့နားမလည်နိုင်မှုတွေနဲ့ပုံကြီးချက်ဖြစ်တာအကြီးအကျယ်ဒုက္ခရောက်ကြတာပေါ့နော်ဟုတ်လားဒါကဦးဇင်းကဘာပြောချင်တာတော့အခုမြတ်စွာဘုရားကခဏလောက်ကျမ်းမာတယ်လို့ပြောလို့ရှိရင်ဒီလိုဟာမိုင်မဲလို့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်ကိုမနာအောင်လုပ်ရမယ်သင်အဲ့လိုချင်းရမယ်လို့ပြောတဲ့စကားလေးကနေဆက်ဆက်သွားတာနော်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့မှာစိတ်မှာတန်ညာတန်ကျက်တွေယောဂါတွေဝေဒနာတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါကိုကျွတ်တို့ကမကုစားဘူးမကုစားပဲနဲ့အချိန်ကပဲကုစားပြီးလို့ဒီပြင်အတွေးတွေကဝင်ပြီးတော့အစားထိုးလိုက်လို့နည်းနည်းလေးတက်တာတော့ပဲရှိတာအဲ့ဒါကပျောက်သွားတာမဟုတ်ငုံနေတာအဲ့ဒီဥစ္စာကအဲ့ဒါကိုကျွတ်တို့မြင်တတ်ဖို့လိုတယ်အဲ့ဒါနောက်ထပ်အဲ့ဒါလေးကိုတူးဆွပေးမဲ့အရာလေးတစ်ခုကိုဝင်လာတာနဲ့အဲ့ဒါအုံကြွလာလိမ့်မယ်ဆိုကြပါစို့တစ်ခုပြောမယ်နော်တရားကိုမကျင်တတ်ဘူးဒီလိုလုပ်တာဟုတ်ကမဟုတ်ဘူးလို့ထင်နေတဲ့ဒေါသအခန့်လေးရှိတယ်ဆိုရပါစို့နောက်ထပ်အဲ့ဒီလူကနည်းနည်းလေးမဟုတ်တာမလုပ်လိုက်နဲ့ငကိုယ်တုံးကအခန့်မှာပေါင်းပြီးတော့ဝုန်းဆိုထလာလိမ့်မယ်ဟုတ်တယ်မဟုတ်လားလောလောဆယ်ဖြစ်နေတာလေးကဘာမှပြဿနာမဟုတ်တိတိလေးပဲလောလောဆယ်လေးကဒါပေမဲ့ငကိုယ်ကသူ့မှာဘာရှိနေတော့အခန့်ကြီးရှိနေတယ်နော်တချို့ဆိုရင်ဘောလျှောက်လုံးမှာဖြစ်နေတဲ့ကိလေသာတရားတွေကိုအခန့်အနေနဲ့ဘာလုပ်ထားတော့ပိန်းထားကြတာရှိတယ်ကုစားပြစ်တာမဟုတ်ဘူးနော်ဘာလို့ပြစ်တာတော့ဖုံးလွှမ်းပြစ်တာမျိုးလို့ဆိုနိုင်တယ်တတိနဲ့အတိနဲ့ဒါကိုစနစ်တကျဒါမကောင်းဘူးဆိုတဲ့အတိနဲ့ဦးဇင်းတို့ကြော်ဖြတ်ခဲ့တာမဟုတ်ဒီပြင်အတွေ့တွေကနေရာယူလာပြီးတော့ဝုဒ္ဓဝါဒနဲ့ဒီလိုနဲ့အချိန်ကကုစားလိုက်လို့ဒါလေးကမှေးမိန်သွားတယ်လို့ပဲရှိတာနားလည်ဖို့လိုတယ်ဟုတ်လားဒါကြောင့်စိတ်မချမ်းသာမှုစိတ်မသက်သာမှုစိတ်ပူလောင်မှုတွေကိုဦးဇင်းတို့တွေဟာဒါပြဿနာတစ်ခုဖြစ်တယ်ဖြေရှင်းရမယ်ဆိုတဲ့အမြင်အခြေခံရှိရရုပ်အစင်မပြေမှုတွေကိုကြတော့ဦးဇင်းတို့ကဖြေရှင်းဖို့အရန်တဲ့မယ်အနာဂတ်အတွက်ဦးဇင်းတို့ပတ်စံတွေပါလိရှားတဲ့ကိစ္စမှာတော့အဲ့ဒါပါတယ်နော်ကျမ်းမာမြင်ကောင်းရင်ကုဖို့ဆိုတာအကြီးအကျယ်ထက်တွက်ထားတယ်ဟုတ်တယ်မဟုတ်လားရုပ်အတွက်တော့အရန်ကိုပဲအရေးပေးတာပဲနာမ်ယောဂအတွက်ကြတော့ဘလို့အစီအစဉ်တွေရှိလဲဘာအစီအစဉ်မှမရှိဟောအဲ့လိုပြောတော့နည်းနည်းတော့လွန်သွားတာပေါ့နော်ကိုယ်အစီအစဉ်ရှိလို့ဘုံဘုံရဲတို့တရားအထုတ်နေတာပါလို့ပြောမယ်ဆိုတော့ပြောလို့မရဘူးလားရမယ်နော်အဲ့တော့ပြောချင်တာကဦးဇင်းတို့ကနည်းနည်းလွန်သွားတယ်ပေါ့ဟုတ်လားအဲ့တော့ဘာကိုပြောချင်တာတော့နောက်လေဒီပဏိဒဆရာဦးမောင်ကြီးရေးထားတဲ့စာလေးတစ်ပိုက်ရှိတယ်ရုပ်ယောဂဆိုတာတဲ့ကုလေခဏပဲပြောင်းပါတဲ့ဒီဘဝပြောင်းရင်လည်းတဘဝပဲပြောင်းပါတဲ့နောက်ဘဝပြန်ဖြစ်မှာပဲတကယ်တမ်းကနံယောဂကိုကုစားဖို့လိုတယ်ပေါ့နော်နံယောဂကိုကုစားမယ်ဆိုလို့ရှိရင်အဲ့ဒီနံယောဂလည်းပြောင်းမယ်ရှုယောဂလည်းပျောက်သွားတယ်နံယောဂပျောက်သွားတယ်ဆိုတာယန္တာဖြစ်တာကိုပြောတယ်ဟုတ်လားယန္တာဖြစ်သွားပြီအမြင်အကုန်ရှင်းသွားပြီဆိုရင်နော်နံမိုင်းဆင်ရမှာဘာအပြဿနာမှနော်ဘာမှားယွင်းမှုမှမရှိတော့တဲ့အတွက်ကြောင့်ရှင်ရဲ့ဒုက္ခအားလုံးရဲ့အကြောင်းတရားတွေအကုန်လုံးကုန်ခန်းသွားတဲ့အတွက်ကြောင့်ရှင်ရဲ့ဒုက္ခဆိုတဲ့အကျိုးရလဒ်တွေဟာအကုန်လုံးချုပ်ငြိမ်းသွားတယ်